ဝက်သားရှင်းတဲ့နံချက်လေးချက်ပါမယ်အရင်ဦးဆုံးဝက်သားကိုနေတော်တုံးလေးတွေတုံထားပြီးတော့ရေးစင်အောင်ဆေးပါမယ်ပြီးလို့ရှိရင်စားစနွေးအချို့မဟုတ်တခြားနည်းငယ်ထည့်ပြီးတော့လုံထားပါမယ်နော်ပါဝင်ပစ္စည်းလေးတွေကတော့ကြက်သွန်အဖြူနီချင်းရှမ်းနဲ့နံခင်းချင်တီလိုပဲဖြစ်ပါတယ်ချင်းကိုပပလေးလှီးပါမယ်ကြက်သွန်နီကိုလည်းပပလှီးပါမယ်နော်ကြက်သွန်ဖြူကိုတော့ဓာပြရိုက်ထားပါမယ်ခင်းချင်တီကိုလည်းပပလေးလှီးထားပါမယ်ရှင်ခင်းချင်တီကလွယ်ပြီးတော့ကျန်တဲ့ဟာတွေအကုန်လုံးကိုမျိုးစုံတွေမှာထည့်ထောင်ထားပါမယ်နော်စီဘူးအိုးတည့်ပါမယ်စီဆူလာပြီဆိုရင်တော့ထောင်းထားတဲ့ကြက်သွန်ဖြူနီချင်းတို့ကိုထည့်ပြီးတော့စီတက်ပါမယ်နော်ကျမကတော့ထောင်းတဲ့တဲမှာမြုပ်တီအယောင်တင်မှုတ်ရယ်စနွင်းမှုတ်ရယ်မဆလာမှုတ်ရယ်ကိုရောပြီးထည့်ခဲ့ပါတယ်ရှင်ကြက်သွန်စီတက်တဲ့အနံ့လေးမှုေးလာပြီဆိုလို့ရှိရင်တော့လုံထားတဲ့ဝက်သားလေးတွေကိုထည့်ပါမယ်နော်အထက်အောက်လှန်ပေးလိုက်ပါရှင်ဝက်သားလေးတွေရေချပြီးတော့မှုေးလာပြီဆိုလို့ရှိရင်တော့ခင်းချင်တီလေးထည့်ပါမယ်နော်အထက်အောက်မှုေးပေးလိုက်ပါမယ်ပြီးလို့ရှိရင်တော့ရေနည်းငယ်ထည့်လိုက်ပါမယ်ရှင်ထည့်ထားတဲ့ရေလေးနည်းနည်းလေးဆူလာပြီဆိုလို့ရှိရင်တော့ပုံထဲမှာပြထားတဲ့အတိုင်းပဲရေကိုမြုပ်တဲ့ထိထည့်ပေးလိုက်ပါပြီးလို့ရှိရင်တော့အဖုံးလေးအုပ်ပြီးတော့မိနစ်40လောက်တည်ထားပေးလိုက်ပါမယ်နော်ဒါကတော့မိနစ်40တည်ထားပြီးတော့ရလာတဲ့အနေထားပါရှင်ကျမကဟင်းကိုရေချက်6လီနဲ့စီပြပြန်လေးစားချင်တာမို့လို့မိဖို့ပေါ်မှာနေငယ်ထပ်ပြီးတော့တည်ခဲ့ပါတယ်ကျမလိုချင်တဲ့အနေထားလေးရပါပြီအားကြောင့်မို့လို့အောက်ကမီးကိုပိတ်လိုက်ပြီးတော့ရှင်းနံလေးထည့်လိုက်ပါမယ်နော်ဟင်းရဲ့အပူချိန်နဲ့ပဲရှင်းနံကိုပေးပြီးနမ်းလိုက်ပါမယ်ပြီးလို့ရှိရင်တော့အဖုံးကို9မိနစ်လောက်အုပ်ထားပေးလိုက်ပါရှင်ခုဆိုရင်တော့အရသာရှိပြီးတော့အနံ့မူမူလေးနဲ့ဝက်သားရှင်းနံချက်လေးရပါပြီစားကြပါဦးနော်